ဒီကနေ့မြန်မာစံတော်ချိန်9နာရီ12မိနစ်မတ်လ3ရက်နေ့ကျွန်တော်တို့လာကြက်တယ်ပေါ့နော်ဒီ software ဟာဆိုလို့ရှိရင်ကျွန်တော်ယခုဖြစ်ပေါ်နေတဲ့အခြေအနေကိုလည်းဒီကြည့်လို့ရတယ်ပေါ့နော် Galaxy ကိုကျွန်တော်တို့ကြည့်လို့ရတယ်ကျွန်တော်တို့လာအကွာဝေးပေါ့နော်အရှိအရက်မျက်နှာစွန်းစွန်းမှာပေါ့နော်တက်ခါနီးချိန်မှာကျွန်တော်တို့မြင်နေရတယ်မုံငါကိုကျွန်တော်တို့ဆွဲကြည့်လိုက်ပါမုံကိုဆွဲကြည့်ပြီးတော့ကျွန်တော်တို့ဒီမှာဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်တချမ်းဖုံးနေတယ်ပေါ့နော်ဒါဒီနေ့ယခုပေါ့နော်ဒီကျွန်တော်ဒီမြန်မာစံတော်ချိန်9နာရီ12မိနစ်မှာနော်ကျွန်တော်တို့လာကြက်ချင်းကိုကျွန်တော်ဒါဆွဲကြည့်တာပေါ့နော်ကောင်းကင်ကိုလည်းတွားရောက်ပြီးတော့ကြည့်လို့ရပါတယ်ကောင်းကင်မှာကြည့်ရတာဟိုတိတ်ပြောက်စွန်းဒီ software ထဲမှာကြည့်ရင်တော့ဘုံကအဆင်ပြေပါတယ်ဆွဲကြည့်လို့ရတယ်နော်